task တွေအများကြီးရှိရဲကျွန်တော်တို့ project တွေအများကြီးရှိသလို goals တွေအများကြီးရှိကြရဲပေါ့နော်ကျွန်တော်နေ့တစ်နေ့ပြီးသွားပြီဆိုရင်နောက်နေ့ကူရဲ့အခါမှာဆိုရင်ငါနောက်နေ့ကျရင်ဘယ်လို goals တွေကို achieve လုပ်မယ်အောင်မြင်အောင်လုပ်မယ်ဆိုပြီး goals တွေအများကြီးချကြတယ်နောက်တစ်ခုက6လတစ်ဖြက်3လတစ်ဖြက်2လတစ်ဖြက်ကျွန်တော်လာတိုင်းရှိမှာပေါ့နော် goals တွေရှိကြတယ်ဆိုတော့များသောအားဖြင့်goals တွေကိုအောင်ချင်ကြတယ်အောင်မြင်ချင်ကြတယ်ဆိုပေမဲ့လူနည်းစုကဒါသူတို့ရဲ့ goals တွေကို achieve လုပ်နိုင်ကြပြီးတော့ပေါ့နော်လူအများစုကကြောက် goals တွေကိုကျွန်တော်တို့လက်လွတ်ဆုံးရှုံးတဲ့ဟာမျိုးတွေရှိကြတယ်ပြီးတော့ပန်းနိုင်မြောက်တဲ့သူအများကြီးရှိကြတယ်ဆိုတော့ကျွန်တော်တို့ goals တွေကို setting ချတဲ့အခါမှာဘယ်လို method ကလေးသုံးလို့ရလဲ achieve လုပ်လို့ရမလဲဆိုတာကိုဒီ video လေးမှာပြောပြတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ goals တွေကို setting ချမယ်ဆိုတော့ဒီ method ကလေးကိုကြတော့ဘယ်လိုခေါ်လဲဆိုတော့ SMART goal လို့ခေါ်တယ် SMART SMART goal ပေါ့နော်ဆိုတော့သူ့ရဲ့ letter တစ်လုံးချင်းစီတိုင်းမှာပေါ့နော်အဓိပ္ပာယ်လေးတစ်ခုရှိရပထမဆုံး Sဆိုရဲအတိုင်းပေါ့နော်သူကို successful လို့ခေါ်တယ်သူကျွန်တော်တို့ရဲ့ goals တွေကိုတေချာလေး clear ဖြစ်ဖို့လိုတယ်ကိုကဘာလိုချင်လဲဆိုတာကိုသိဖို့လိုတယ်နောက်တစ်ခုကကြတော့ကျွန်တော်အသေးစိတ်ဆန်ဖို့လိုတယ်ဘယ်လိုမျိုးလဲဆိုကိုကနေပြီးတော့ GMBD and 5 အောင်ရှင်နေဆိုတော့ဒါက goal တစ်ခုပဲကျွန်တော်တို့ရဲ့ goal တစ်ခုဒါပေမဲ့ကျွန်တော်တို့အဲ့ goal ကိုတေချာလေးအသေးစိတ်သိဖို့လိုတယ်ဘယ်လိုမျိုးလေးလဲဆိုတော့ okay GMBD and 5ကို9လအတွင်းရအောင်လုပ်မယ်အဲ့9လကိုမှတစ်လကိုခန်းကြီးဘယ်လောက်ကျက်မယ် reading တွေဘယ်လောက်လုပ်မယ်chapter ကိုဘယ်လောက်လုပ်မယ်ဆိုကျွန်တော်တို့okay ဘယ်အချိန်မှာဘယ်လိုမျိုးအတန်းတက်မယ်ဘယ်အချိန်မှာဘယ်လိုမျိုး self style လုပ်မယ်ဘယ်အချိန်မှာဘယ်လိုမျိုး practice လုပ်မယ်ဆိုတာကိုအသေးချာလေးပေါ့နော်အသေးစိတ်ဆန် goal ကိုချဖို့လိုတယ်Okay နောက်တစ်ခုအနေနဲ့ပေါ့နော် measurable okay measurable ဆိုရတော့ကျွန်တော်တို့ရဲ့ goals တွေကတိုင်းတာလို့ရတဲ့ဟာမျိုးတွေရှိဖို့လိုတယ်ဘယ်လိုမျိုးဆိုတော့ခုနကဆိုရင်9လကို GMBD F5 အောင်မယ်ဆိုတော့ကျွန်တော်တို့ဒီ9လမှာဆိုပြန်ပြီးခွဲလိုက်မယ်ပေါ့နော် okay ကျွန်တော်တစ်လကိုခန်းကြီးokay အလုံး20အဲ့အလုံး20 chapter က9ခုအဲ့ဒါပြီးတော့ပြီးသူတခြားဟာဘယ်လောက်ဆိုတော့အဲ့ဟာတွေကိုဒီတစ်လတွင်ပြီးတော့ပြီးကျွန်တော်ဒီဟာကgoals တွေကတချို့တော့ကိုကျွန်တော်အောင်မြင်ပြီးဒီတလားတဲ့ goals ကိုအောင်မြင်ပြီးလို့ပြောလို့ရတယ်နောက်တစ်ခုအနေနဲ့ဘာရှိမလဲဆိုတော့ attainable ဆိုတဲ့ SMA ဆိုတဲ့ A ဆိုတဲ့စကားလုံးပြုတဲ့ attainable ရှိမယ်ဆို attainable ကကျွန်တော်တို့လူအများစုလုပ်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းအရင်တုန်းကပေါ့နော်လုပ်ခဲ့တာများတယ်ဘယ်လိုမျိုးဆိုမဖြစ်နိုင်တဲ့ဟာတွေကို goal charge တဲ့ဟာမျိုးမဖြစ်နိုင်တဲ့ဟာတွေကိုကျွန်တော်လုံးမဲ့ဆိုတဲ့ဟာမျိုးဘယ်လိုပုံစံမျိုးရှိမလဲအခုမှကျွန်တော်တို့ကနေ beginner ပဲရှိတယ်ကျွန်တော်တို့ဒီ IELTS ကိုဘယ်လောက် band 7လို့ band 8လို့မှန်းတဲ့ဟာမျိုးတွေ3လအတွင်းပေါ့နော်နောက်တစ်ခုကကြဘာရှိအောင်မလဲဆိုတော့ကျွန်တော်တို့ဒီအခုမှကိုကGMB စပြီးတော့ပေါ့နော် Japanese ကိုလေးလာအဲ့ဟာမှာ okay ငါနောက်3လကြာရင် and 4အောင်ရမယ် and 3အောင်ရမယ်ဆိုအဲ့လို goals တွေကဖြစ်နိုင်ကြတော့ရှေ့ဒါမှဒီလိုမျိုး limit အတင်မှာလုံးဝကိုမဖြစ်နိုင်တဲ့အခြေအနေမျိုးတွေကိုမဖြစ်နိုင်တဲ့အခြေအနေမျိုးတွေမှာချတဲ့ဟာမျိုးတွေမဖြစ်နိုင်တဲ့အရာမျိုးတွေကိုပေါ့နော်ကျွန်တော်တို့ goal ချတဲ့အခါမျိုးမှာဆိုရင်လုံးဝအဆင်မပြေပါဘူးတကယ်လုံးဝသာကိုက goal ချတယ်ဆိုရင်ပေါ့ okay GMB and 4အောင်မယ် okay and 4အောင်တာက10လဆိုအဆင်ပြေဒါပေမဲ့3လတွေလုံးမယ်4လတွေဖြစ်နိုင်တဲ့အထိလိုမျိုး goals တွေကိုချခြင်းကိုရှောင်ကျဉ်ရမယ်ကျွန်တော်တို့ချတဲ့ goals တွေကခက်ခဲတဲ့ဟာတွေချင်းလက်ဖြစ်တဲ့ဟာမျိုးတွေရဒါပေမဲ့ဖြစ်နိုင်တဲ့ကာလအတွင်းမှာဖြစ်နိုင်တဲ့လုံးနိုင်ကြီးရှိလို့ရတယ်ပေါ့နော်အရာမျိုးဖြစ်ဖို့လိုပါတယ်ဗျ okay ဒါကတော့ A ပေါ့နော်SMAR ဆို R ဆိုရတဲ့ relevant ပေါ့နော်ကျွန်တော်တို့ရဲ့ချနေ goals တွေ plan တွေကကျွန်တော်သွားနေတဲ့ဥတီယာလမ်းချောင်းနဲ့တူဖို့လိုတယ်ဘယ်လိုမျိုးလဲဆိုကျွန်တော်တို့ဂျပန်စာလေးလာတယ်ဆိုတာက okay ကျွန်တော်ဂျပန်စာလေးလာ okay ဂျပန်စာလေးလာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနေပြီးတော့နောက်ကျရင်ပေါ့နော်ဂျပန် company မှာလုပ်တဲ့ဟာမျိုးတွေနောက်ပြီးဂျပန်ဒီ translator လုပ်တဲ့ဟာမျိုးတွေနောက်တစ်ခုကကြာကျွန်တော်တို့ကနေပြီးတော့ခိုင်းလုပ်ပြီးတဲ့ဟာမျိုးတွေနောက်တစ်ခါဂျပန်မှာအလုပ်သွားလုပ်မှာဟာမျိုးဆိုကျွန်တော်တို့ဂျပန်စာလေးလာတာကျွန်တော်သွားမဲ့ဥတီယာလမ်းချောင်းနဲ့လုံးဝတသားတယ်ဒါမှမဟုတ်ဘဲနဲ့တလန်းနဲ့ဖြစ်နေတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကနေပြီးတော့ဒီဂျပန်ကိုသွားမယ်ဂျပန်မှာအလုပ်လုပ်မဖြစ်ဖြစ်တခြားအလုပ်ဝင်လုပ်မယ်ပေါ့နော်ထားပါတော့ okay အဲ့ဒီဟာမှာကျွန်တော်တို့ကနေဘာလုပ်လိုက်တယ်လဲဆိုတော့French လေ့လာမယ် okay French နဲ့ပတ်သက်ပြီးကျွန်တော်ဘေးမှာပြောတဲ့French ပြောတဲ့တငယ်ချင်းလည်းမရှိဘူးအပေါင်းဖော်လည်းမရှိဘူး okay နောက်တစ်ခါဘာလဲဖြစ်လဲဆိုကျွန်တော်ဒီ French နဲ့ပတ်သက်ပြီးတော့ဒီအဲ့ဒီနိုင်ငံကိုသွားပြီးတော့ပေါ့နော်အလုပ်လုပ်မယ့်ဟာမျိုးလည်းမဟုတ်ဘူးနောက်တစ်ခုကကြတော့ကျွန်တော်ဒီ French နဲ့ပတ်သက်ပြီးလဲလုံးမှမျိုးလည်းမဟုတ် translate အလုပ်မှမျိုးလည်းမဟုတ်အဲ့လိုမျိုးမဟုတ်ဘဲကျွန်တော်တို့ကနေပြီးတော့တက်ကြီးကိုပဲဒီ French ဆိုရဲဘာသာ language တစ်ခုကိုလေးလာလိုက်တယ်လေးလာခြင်းနဲ့ကိုချလိုက်တယ်ဘယ်လိုဖြစ်ရမလဲဆိုတဲ့ဟာမျိုးအဲ့ဒီအခါမျိုးမှာဆိုကျွန်တော်တို့ဒီလိုမျိုးကိုချတာကအောင်မြင်တော့အောင်မြင်ဒါပေမဲ့ကျွန်တော်တို့အောင်မြင်တဲ့ရာခိုင်နှုန်းနည်းသွားသလိုကျွန်တော်တို့ဒီဘက်မှာပေါ့နော်အချိန်ကြီးလိုအားတွေပြီးလာကျွန်တော်သွားခြင်းတဲ့ line ကိုမရောက်တဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ၄ခုမြောက်အနေနဲ့ relevant ဆိုကျွန်တော်တို့
သတ်မှတ်တဲ့ goals တွေ plan တွေကပေါ့နော်ကိုသွားနေဥတီချက်ပန်းနိုင်နဲ့တူဖို့လိုတယ်တသားတွေဖြစ်ဖို့တလန်းနဲ့ဖြစ်ဖို့လိုတယ်ပေါ့နော်Okay နောက်တစ်ခုကကြပါလဲဆိုတော့ time bound ပေါ့နော်သူကအရင်အရေးကြီးကျွန်တော်တို့ဒီအရာကိုလူတိုင်းသုံးတယ်ဒါပေမဲ့ခွဲခြားပြီးသုံးကြတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကနေပြီးတော့အလုပ်ကနေ project ပြီး okay ဘယ်နေ့နောက်ဆုံးတော့ဘယ်နေ့ presentation လုပ်ရမယ် okay ကျွန်တော်အဲ့ဒီနေ့မတိုင်ခင်ပြီးကိုပြီးအောင်လုပ်တယ်ဘာလို့ကျွန်တော်အလုပ်ဖြစ်နေလို့အများနဲ့လုပ်နေတဲ့ဟာမျိုးတွေပေါ့နော် okay ကျွန်တော်တို့ deadline ထားပြီးတော့လုပ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နေ့စဉ် test တွေမှာဆိုရင် deadline ထားပြီးမလုပ်ကြဘူးဒါကတော့အရေးကြီးတယ်ကျွန်တော်နေ့စဉ် test တွေလုံးမဲ့ကျွန်တော်တို့ရဲ့ goals တွေကို deadline နဲ့လုပ်ဖို့လိုတယ် deadline နဲ့လုပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနေပြီးရော okay ကျွန်တော်တို့ဒီအင်္ဂလိပ်စာလေ့လာဆိုတော့ဒီ level ကိုဘယ်နှလနောက်တစ်ခုကကျဒီလိုမျိုးစာအုပ်တော့ကိုဘယ်နှလရအောင်လုပ်မယ်ဆိုရဟာမျိုးတွေကိုယ့်ရဲ့ပေါ့နော်ကိုယ့်ရဲ့ပေါ့နော် post တင်မယ်ဆိုရင်လည်းဒီ post ကိုဒီဘယ်နှလတွင်ဘယ်နှ post တင်တဲ့ဟာမျိုး deadline နဲ့ထားပြီးအလုပ်လုပ်ချင်ကျွန်တော်တို့သွားခြင်းနဲ့ပန်းနိုင်ကိုပို့ပြီးမြင်မြင်ရောက်စီနိုင်တယ်လို့ပို့ပြီး effective ဖြစ်နေလေအောင်မြင်နိုင်စီရဲပေါ့နော်ဆိုတော့ကျွန်တော်တို့တောင်ဆုံးတစ်ခုဖြစ်တဲ့တီဆိုတဲ့ time bounds ကနေပြီး deadline နဲ့အလုပ်လုပ်တဲ့ခြင်းပဲဖြစ်ပါတယ်ဗျဆိုတော့အားလုံးပဲ productive ဖြစ်တဲ့နည်းရလေးပိုင်ဆိုင်ကြပြီးတော့ကျွန်တော်တို့ရဲ့ goals တွေဒီကကြည့်နေရသူရဲ့ goals တွေကိုတေချာလေး setting ချနိုင်ပြီးတော့ goals တွေကိုအောင်မြင်တဲ့သူတွေဖြစ်နိုင်ကြပါစေဗျ